ရာသီဥတုရမ်းပူတဲ့အချိန်မှာကလေးရောလူကြီးပါအထူးသတိထားပြီးဂရုစိုက်ရမယ့်ကျမရဲ့အခြေအနေတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။အပူဒဏ်ကြောင့်ဖြစ်တဲ့ကျမရဲ့အခြေအနေတွေထဲမှာ heat stroke လို့ခေါ်တဲ့အပူရှက်ခြင်းကအပြင်းထန်ဆုံးနဲ့အသက်အန္တရာယ်ရှိဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းညှိပေးတဲ့စနစ်ပျက်စီးသွားပြီးတော့ကိုယ်အပူချိန်အလွန်အမင်းမြင့်တက်လာတဲ့အခြေအနေဖြစ်တယ်။ heat stroke နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အချက်အလက်လေးတွေကိုဆက်လက်လေ့လာရအောင်။နံပါတ်1သူရဲ့လက္ခဏာတွေဘယ်လိုလက္ခဏာတွေဖြစ်ရင် heat stroke လို့ခေါ်တဲ့အပူရှက်ခြင်းလို့ပြောလို့ရလဲဆိုတာကိုလေ့လာမယ်။သိတာထင်ရှားတဲ့လက္ခဏာအနေနဲ့ကိုယ်ပူချိန်အလွန်အမင်းမြင့်တက်နေမယ်။တိုင်းတာကြည့်မယ်ဆိုရင်104 ဒီဂရီဖာရင်ဟိုက်ဒါမှမဟုတ်40 ဒီဂရီဆယ်စီယပ်အထက်ရှိနေခြင်း။နောက်တစ်ခုစိတ်ရှုပ်ထွေးနေမယ်။စကားပြောတာဘလုံးမတွေ့ဖြစ်မယ်။ခရောင်ချောက်ချဖြစ်မယ်။တတိလစ်တာဒါမှမဟုတ်တက်တာတွေရှိနိုင်တယ်။နောက်တစ်ခုချွေးမထွက်တော့တာအသားရည်ကပူဆက်ပြီးခြောက်သွေ့နေတဲ့အတွက်ကြောင့်မို့ချွေးမထွက်နိုင်တော့ဘူး။ဒါမှမဟုတ်အားကစားလုပ်နေတဲ့သူဆိုရင်ချွေးစေးတွေပြန်နေမယ်။အစာမစားနိုင်မဲနဲ့ပြိုတာအနာတွေလည်းရှိမယ်။အသက်ရှူမြန်တာနှလုံးခုန်နှုန်းအလွန်မြန်လာနေတာခေါင်းထဲကနေတူနဲ့ထုခံနေရတယ်လို့မျိုးအပြင်းထန်ခေါင်းကိုက်တာတွေရှိနေပါမယ်။အဲ့တော့ဒါတွေဘာကြောင့်ဖြစ်ရတယ်လဲ။နံပါတ်1ပတ်ဝန်းကျင်အပူချိန်မြင့်မာနေတာပူပြင်းဆူဆူတဲ့ရာသီဥတုမှာအချိန်ကြာမြင့်စွာနေထိုင်တာကြောင့်ဖြစ်နိုင်တယ်။နောက်တစ်ခုပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေဖြစ်တယ်။အပူချိန်ပြင်းနေစဉ်မှာပြေးလွှားတာမျိုးတွေအလုပ်ကြမ်းလုပ်တာမျိုးတွေဂရုစိုက်ရပါမယ်။ချွေးထွက်များတဲ့လောက်ရေပြန်မတောက်ပေးတဲ့အတွက်ကြောင့်မို့ရေတက်ခန်းချောက်တာကြောင့်လည်းဖြစ်နိုင်တယ်။အပူမလွတ်တဲ့အဝတ်စားတွေအရန်ကြီးထူထပ်တဲ့အဝတ်စားတွေဝတ်ဆင်တာကြောင့်လည်းပဲဖြစ်နိုင်လို့ဂရုစိုက်ရပါမယ်။အကယ်၍ကိုယ်အနီးနားမှာအပူရှက်နေတဲ့လူ heat stroke ဖြစ်နေတဲ့လူကိုတွေ့ခဲ့ရဆိုလို့ရှိရင်တော့နေဆက်ရာဆေးရုံဆေးခန်းကိုအချိန်မီပို့ဆောင်ပေးနိုင်အောင်လို့ဂရုစိုက်ပေးရပါမယ်။ဆေးရုံဆေးခန်းမပို့နိုင်ခင်အချိန်အတွင်းမှာဒီချက်တွေကိုချက်ချင်းဂရုစိုက်လုပ်ပေးရမယ်။ပထမဆုံးလူနာကိုအေးမြတဲ့နေရာဒါမှမဟုတ်လေအေးပေးသက်ရှိတဲ့နေရာကိုချက်ချင်းရွှေ့ပါ။ကြက်ထုံနေတဲ့အဝတ်စားဒါမှမဟုတ်ရင်ပူလောင်စေတဲ့အဝတ်စားတွေဝတ်ထားတဲ့ဆိုလို့ရှိရင်ချုပ်ပေးတာဖြစ်ဖြစ်ရှော့ချပေးတာဖြစ်ဖြစ်လုပ်ပေးရမယ်။နောက်တစ်ခုကိုယ်ပူချိန်ကိုရှော့ချပေးရမယ်။ရေအေးနဲ့ကိုလုံးကိုရေဘက်တိုက်ပေးရမယ်။ရေဆိုးဝတ်ကိုနဖူးလဲပင်ချိုင်းကြားပေါင်ချမ်းတွေမှာကပ်ပေးရပါမယ်။ဒီနေရာမှာတစ်ခုသတိထားရမှာကရေခဲရေကိုမတုံးရပါဘူး။ရိုးရိုးရေအေးကိုပဲတုံးပြီးတော့ရေဘက်တိုက်ပေးရမယ်။တန်ကဒါမှမဟုတ်ရင်ရက်ခတ်ပြီးတော့ပဲဖြစ်ဖြစ်အစမပြက်လေရနေအောင်လုပ်ပေးရမယ်။လူနာကသတိရှိနေတယ်ဆိုလို့ရှိရင်ရေအေးဒါမှမဟုတ်ရင်ဓာတ်စားရေကိုနည်းနည်းချင်းတိုက်ပေးပါ။သတိလေးနေတယ်ဆိုရင်တော့လုံးဝတိုက်လို့မရဘူးနော်။ကဲဒီတော့ဒီလိုမျိုးအန်တီရဲ့ကြီးတဲ့အခြေအနေကိုရှောင်နိုင်ဖို့ရအတွက်ဘာတွေလုပ်လို့ရမလဲဆက်လက်လေ့လာကြမယ်။နံပါတ်1ရေများများတောက်ပါ။ရေတောက်ခြင်းသည်ဖြစ်စေမတောက်ခြင်းသည်ဖြစ်စေတနေ့တာအတွက်ရေလုံလောက်ရအောင်တောက်ပါ။ပုံမှန်လူတစ်ယောက်အနေနဲ့ဒီနေ့ကို2လီတာ3လီတာလောက်တောက်ပေးရင်လုံလောက်ပါတယ်။နောက်တစ်ခုအဝတ်စားကိုဂရုစိုက်ပါ။ခြေသားလိုမျိုးပွားပွားချောင်ချောင်လေးတွေအယောင်ဖြိုးတဲ့အဝတ်စားလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်ပါ။ဖြစ်နိုင်ရင်နေပူတဲ့ထွက်တာကိုရှောင်ပါ။ဝန်တဲ့17နာရီကနေညနေ4နာရီအတွင်းအပြင်ထွက်တာနဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်တာကိုတန်နိုင်သမျှရှောင်ကျဉ်သင့်ပါတယ်။အကယ်၍အပြင်ထွက်ရတယ်ဆိုရင်တော့မှထီဒါမှမဟုတ်ရင်အုတ်ထုပ်သုံးမှနေအောင်ခံကာကွယ်တဲ့အဝတ်စားတွေကိုဝတ်ဆင်ပါ။အပူချိန်ပြင်းတဲ့နေ့တွေမှာဆိုရင်အေးမြတဲ့အရိပ်အောင်မှနေပြီးတော့အနားယူပါ။ heat stroke ကအသက်ကိုအန္တရာယ်ပေးနိုင်တဲ့အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့အနီးနားဝန်းကျင်မှာအပူချက်တဲ့လက္ခဏာတွေကြုံနေရတဲ့လူတစ်ယောက်ကိုတွေ့ပြီးဆိုရင်ရှေ့မှာပြောပြခဲ့တဲ့အတိုင်းရှေးဦးပြုစုနည်းနဲ့ပြုစုပေးသွားရင်းနဲ့နေဆက်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးပို့ဆောင်ပေးနိုင်ဖို့လိုအပ်ပါတယ်။အခုလိုမျိုးပူပြင်းတဲ့ရာသီဥတုမှာအပူရှက်တဲ့ကြောင့်မို့အသက်အန္တရာယ်တွေမကြုံရအောင်မိမိကိုယ်တိုင်ရောပတ်ဝန်းကျင်မှာပါပံ့ပိုးဂရုစိုက်ရင်းနဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုရရှိကြပါစေနော်။ကျေးဇူးနာဆင်ပေးခဲ့ကြသူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်။ဘိုင်ဘိုင်နော်။